ပြီပေါ့နော်တော့ဖေဖေကဒါမကိုးတွေပေးလာဗာလေးတွေပြောသေးလဲစတောင်းကားလေးတွေပေါ့ မဟုတ်ဘူးကတော့အမြဲပေးညာပဲဒါပေမဲ့မဟုတ်ကတော့မယူဘူးပေါ့နော်ပေးလဲဒါဟိုကအဲ့လိုပေးမမိုးတွေပါလေဆိုသိပြီးတော့ခုနောက်ပိုင်းပေါ့နော်အလုပ်လေးတွေလည်းရှိလာပြီဆိုတော့သိပြီးယူပြပါဘူးမို့ပေါ့အခုက ဖေဖေကမဟုတ်စားလို့လား စားရဲဖေဖေကမဟုတ်စားဖေဖေနဲ့အဲ့လိုတဲ့မဲ့မဟုတ်လေးပေါ့နော်ဖေဖေကကျမ်းမာရေးအဓိကပေါ့နော်စာအိမ်ရှိတော့လေဖေနဲ့တဲ့တဲ့မဟုတ်လေးပေါ့စိတ်ပင်ပန်းလို့ပေါ့နော်အဓိကကတော့ကိုပို့ပြီးတော့နောက်ပိုင်းပေါ့ချစ်လာရင်တော့ကိုမချစ်ဘူးတည်းရမလားသူများကိုပဲလိုက်ပြီးတော့ကြည်ပေးရဲအဲ့ဒါကြီးကအရန်ကိုယ့်ရဲ့စိတ်ကပင်ပန်းစေရပေါ့နော်ဆိုတော့ဟုတ်နောက်ပိုင်းကိုကြည့်ပါတယ်စိတ်ချမ်းသာပါဟိုကိုအဲ့လိုချစ်တတ်တဲ့လူပေါ့နော်သူများတွေကိုမချစ်တော့ဘူးခုနောက်ပိုင်းကိုပဲစိတ်ချမ်းသာထားတယ်မြင်နေရလဲအဲ့လိုတယောက်တည်းနေရများပါတယ်တယောက်တည်းနေရများတယ်ပို့ပြီးတော့ကိုအချိန်ပေးပြတယ်မိသားစုပေါ့နော်အဓိကဖေဖေတို့မေမေတို့နဲ့ခီးရီထွက်ရရမ်းကြိုက်တယ်စီစဉ်လဲပို့ပေါ့နော်နှစ်ပေါင်း40ဆိုတော့တိုင်အောင်ဖွင့်နေခဲ့တဲ့ဒီရွှေစာကြီးပေါ့နော်ဟိုလို့လည်းအမြဲတမ်းဒီစင်တဲ့ပြည့်ရွှေတွေဒီစိန်တန်တန်အခြေလေးပေါ့နော်ဆိုတော့အဲ့ဒီကိုစိတ်ဝင်စားရဲပြီးရွှေချစ်သူတွေစိန်ချစ်သူတွေအတွက်လည်းပေါ့နော်ဟိုလိုဒီစင်တဲ့ပြည့်ရဲ့စိန်နေရွှေတွေအားပေးလို့ရပါတယ်လို့ပြီးတော့စိုင်းထုတ်ပွဲလေးပေါ့နော်ဒီစတူဒီတာအလူလေးလည်းပါဝင်ခွင့်ရရဲဆိုတော့အရန်ဟိုတာပြီးဖြစ်နေပါတယ်ရှင်ဟုတ်ပါရဲ့ပြီးတော့ဒီကစင်တဲ့ပြည့်ရဲ့စိန်တယ်လေးပေါ့နော်ဟိုလိုလူငယ်ရောလူကြီးရောပေါ့နော်ဘယ်အရွယ်မဆိုဒါဝတ်လို့ရရပေါ့နော်ဟိုလိုလည်းဒီလူငယ်ပေမဲ့ဒီလိုမျိုးစိန်ရွှေလေးပေါ့နော်ခုနောက်ပိုင်းဝတ်လာကြတယ်ဆိုတော့ဟုတ်မောကတော့ပြောကြပါလေဆိုင်ရဒါမန္တလေးမှာနှစ်ဆိုင်ရှိရယ်ပြီးတော့ဒီ Junction City ရန်ကုန်မှာပေါ့နော်တစ်ဆိုင်ဖွင့်နေထားပါတယ်အရန်ကိုစိတ်လှုပ်ရှားဖို့ကောင်းပါရဲ့ရှင်မုံတို့ပြီးတော့ဒီစတူဒီတာအမှုပွဲကြီးပေါ့နော်အဲ့လိုမျိုးပါဝင်ခွင့်ရတဲ့အတွက်မုံတို့လည်းဝမ်းသာပီတိပေါ့နော်အဓိကတော့ဝမ်းသာပီတိအရန်ကိုဖြစ်ပါရဲ့ပြီးတော့ဒီစိတ်စပယ်ဖို့လည်းတာတို့အချိန်ချင်းခေါ်ဆိုပါရဲ့ရှင်အဓိကတော့အဲ့လိုလေမောက body ပေါ့နော်အရင်တော့ဆိုလို့ရှိရင် body ပိုင်းတွေပါရတိတ်ပြီးတော့မချင်းသိမ့်ဖြစ်ဘူးပေါ့နော် body ပြန်ပြီးတော့ချရတယ်ပြီးတော့ဒီလူပညာလုပ်မယ်ဆိုရင်ကိုလိုအပ်ချက်လေးတွေပေါ့နော်အများကြီးအရင်ဆုံးလိုက်ပြီးတော့လေ့လာနေပေါ့နော်လေ့လာသင်ယူပြီးတော့ဟောအတက်နိုင်ဆုံးခုဆို body ဒီလည်းချထားပါရဲ့လို့အများကြီးပေါ့နော်နောက်လာပါမယ်ရှင်းတော့ဟိုရဲ့ဟိုမောကျတော့ပေါင်တော့မပြောတော့ပါဘူးအရင်တော့ဆိုလို့ရှိရင်ခေကြီးရှူတင်နေပါရဲ့လိုက်ရင်းနဲ့အဲ့လိုမျိုးပေါ့နော်စားလိုက်ခေကြီးရှူတင်အလုပ်ကူလိုက်နေဆိုတော့တိတ်ပြီးတော့ body မထိန်ဖြစ်တာပေါ့အဲ့တော့တော်တော်လေးဝိတ်တက်သွားတော့အခုနောက်ပိုင်းပြန်ပြီးတော့ချထားတာပါဒီကနေ့တော့တိတ်မတူတော့ဘူးပေါ့နော်အင်ကြီးဝေးရတာပြီးတော့ဘောင်းမီချောင်းဝိုင်းပြောရဲဟုတ်တယ်အဲ့လိုဘောင်းမီဆိုတော်တော်ချောင်းတော့လေပို့ပြီးတော့အဲ့လိုဝယ်ပစ်တယ်ပို့ပြီးတော့ပတ်စံကုန်တာပေါ့နော်ဒါပေမဲ့စိတ်ချမ်းသာပါဟိုကကိုအဲ့လိုချစ်တတ်တဲ့လူပေါ့နော်သူများတွေကိုမချစ်တော့ဘူးခုနောက်ပိုင်းကိုပဲစိတ်ချမ်းသာထားတယ်စိတ်ပင်ပန်းလို့ပေါ့နော်အဓိကတော့ကိုပို့ပြီးတော့နောက်ပိုင်းပေါ့ချစ်လာရင်တော့ကိုမချစ်ဘူးတည်းရမလားသူများကိုပဲလိုက်ပြီးတော့ကြည်ပေးရဲအဲ့ဒါကြီးကအရန်ကိုယ့်ရဲ့စိတ်ကပင်ပန်းစေရပေါ့နော်ဆိုတော့ဟုတ်နောက်ပိုင်းကိုကြည့်ပါတယ်ဒီထဲမှာဘုံအသက်ကြီးဆုံးဖြစ်မယ်ထင်တယ်နော်ဟိုငယ်ချစ်စရာလေးကစတော့ဖြစ်တို့ပေါ့နော်နောက်အများကြီးပဲပါပိုင်းပုံနာမည်ခြာတော့ပြောတော့ပေါ့နော်အကုန်လုံးကချစ်ဖို့ကောင်းကြရဲချစ်စရာလေးပါမုံလို့ထတာတော်ရယ်ပေါ့နော်သူတို့လေးတွေကအရွယ်လေးတွေကလည်းဒီငယ်လေးတွေနဲ့သူတို့လည်းစူးစမ်းအားထုတ်နေပါတယ်လို့အများကြီး support လုပ်ပေးကြပါအောင်ရှင်ဒါပြောလို့မဖြစ်ဘူးဆိုတော့မဟုတ်ဘူးပေါ့နော်ကိုတော့ပို့ပြီးတော့အခုနောက်ပိုင်းချစ်လာပါရဲ့လို့မောကမြင်နေရလဲအဲ့လိုတယောက်တည်းနေရများပါတယ်တယောက်တည်းနေရများတယ်ပို့ပြီးတော့ကိုအချိန်ပေးပြတယ်မိသားစုပေါ့နော်အဓိကဖေဖေတို့မေမေတို့နဲ့ခီးရီထွက်ရရမ်းကြိုက်တယ်ကိုချစ်တာပို့ပြီးတော့စိတ်ချမ်းသာရတယ်ပြီးတော့မိဘတွေနဲ့ပေါ့နော်အချိန်ပို့ပြီးတော့ပုံဆုံးပြတာဆိုတော့သူများတွေတည်းကပေါ့မှာတခြားတယောက်ကိုချစ်တာဆက်ပို့ပြီးတော့စိတ်ကရိုင်းလို့ stress တွေမရှိနေဘူးကွယ်
ပြောရလို့ရှိရင်ပေါ့ပါရဲ့အဲ့လိုမျိုးပြည့်မှာမောကဆိုလို့ရှိရင်ပေါ့ပါဒီအလုပ်တွေပါရေလုပ်တယ်ပြင်နေပါရေသွားဆိုဘယ်သွားပြီပါညာလို့ text မလုပ်နိုင်ဘူးပြ24/7လေ message ပို့ရအဲ့လိုမလုပ်နိုင်ဘူးဆိုတော့ကိုကကိုယ့်ကိုသွားချင်တာသွားလာချင်တာလာဒါပေမဲ့ဖေဖေမေမေလို့တော့ပြောရမှာဆိုတော့ဖေဖေကိုမင်းညကတော့ဘွားရေပေါ့နော်ဟုတ် တော့ဖေကဒါမကူတွေပေးလာဗာလေးတွေပြောသေးလဲစတောင်းကားလေးတွေပေါ့ မိုးကတော့အမြဲပေးကြပါဒါပေမဲ့မိုးကတော့မယူဘူးပေါ့နော်ပေးလဲဒါမိုးကအဲ့လိုပေးမိုးမွေးပါရေဆိုသိပြီးတော့ခုနောက်ပိုင်းပေါ့နော်အလုပ်လေးတွေလည်းရှိလာပြီဆိုတော့သိပြီးယူပြပါဦးမို့ပေါ့သူက ဖေကမဟုတ်စားလို့လား စားရဲဖေကမဟုတ်စားဖေနဲ့အဲ့လိုတဲ့မဲ့မုံလေးပေါ့နော်ဖေကကျမ်းမာရေးအဓိကပေါ့နော်စာအိမ်ရှိရောလေဖေနဲ့တဲ့တဲ့မုံလေးပေါ့မန္တလေးမှာလည်းဆိုင်နှစ်ဆိုင်ရှိပါတယ်ပြီးတော့ရန်ကုန်မှာဆိုလို့ရှိရင် Junction City မှာရှိပါတယ်ရှင်အဲ့လာပြီးတော့အားပေးရပါတယ်လို့ဒီပါ